တချို့ဘုန်းကြီးတွေကပြောတယ်လေနင်တို့သိရင်တရဏဂုံမတင်ပေးတော့ဘူးတဲ့ကြားလားမရှိဘူးလားမတင်ပေးတဲ့ပြဿနာမှမရှိတာကြားလားဘာလို့တော့သေတဲ့လူကတရဏဂုံတင်လဲတရဏဂုံမမြောက်တော့ဘူးပေါ့သူကဦးဇင်းတို့တရဏဂုံဆိုတာကဒီအာပါဏကောတိယအာပါဏကောတိကံအသက်ဆုံးသည့်တိုင်အောင်ဆိုတော့အသက်ရှင်တဲ့အချိန်ထိပဲတရဏဂုံတည်တာတကောင်မကြီးတို့တည်ပြီးဆိုရင်အော်တိုတရဏဂုံပြတ်သွားပြီတရဏဂုံပြတ်သွားပြီဆိုတင်လို့လည်းမရတော့တည်နေပြီလေဒီအာတုပခန္ဓာအိမ်ပဲရှိတော့တယ်ကိုကလူဖြစ်ရင်လူသွားပြီနတ်ဖြစ်ရင်နတ်ပြည်ရောက်ပြီလေခွေးဖြစ်ရင်ခွေးဖြစ်ပြီငရဲကြရင်ငရဲကြပြီဒီအာတုပကဘာမှမဟုတ်တော့ဘူးတရဏဂုံတင်လို့မရဘူးပေါ့နော်ဒါကတော့ပြောပြတာနော်ဟုတ်ပြီဒီလို तू ပြော तू တင်လို့မရဘူးဆိုတော့တရဏဂုံတွေဘုန်းကြီးတွေရွတ်ပြီးတော့ဘာဖြစ်လဲဆိုတော့တကောင်မကြီးတို့တရဏဂုံတင်တာသေတဲ့လူကိုတင်တာမဟုတ်ဘူးတကယ်တော့နားလည်ပြီလားတရဏဂုံတင်တာသေတဲ့လူကိုတင်တာလားမဟုတ်ဘူးကျန်လားဒါကြောင့်နင်တို့သေငါတရဏဂုံမတင်ပေးဘူးဆိုရင်အော်ဆိုလာဆိုင်လုပ်လိုက်ပြဿနာမရှိဘူးဒီလိုဘုန်းကြီးတွေကျန်လားနားလည်လားဦးသိပြောတာဘာမှပြဿနာမရှိဘူးအဓိကတရဏဂုံဆိုတာမသေးခင်သာမညှိုးနှောင်းအောင်လုပ်နားလည်လားတရဏဂုံအသက်ရှင်စေမှာတရဏဂုံပြတ်ရင်အပြစ်ရှိတဲ့တရဏဂုံပြတ်ခြင်းပေါ့အခုတက္ကမကြီးတို့ဒီလိုသူတော်ကောင်းဘွားနေပြီးတော့မိစ္ဆာအယူယူလိုက်မယ်ဆိုရင်တရဏဂုံမပြတ်ဘူးလားအဲ့လိုဆိုရင်တက္ကမကြီးတို့ကအပြစ်ရှိတဲ့တရဏဂုံပြတ်ရင်အပယ်ထိကျနိုင်တယ်မိစ္ဆာအယူယူလိုက်ရင်နားလည်လားတေလို့တရဏဂုံပြတ်တာကအပြစ်မရှိဘူးတဲ့အဲ့ဒါလည်းတခုနော်နောက်တစ်ချက်ဆက်ပြောရင်တေဟန်တေတဲ့လူတွေကိုတရဏဂုံပေးတယ်ဆိုတာအာတုမပို့တဲ့လူတွေကိုကုသိုလ်တိုးအောင်တနည်းအားဖြင့်နောက်တနည်းကြံပြရင်တော့ဒီတေတဲ့လူဟာပိတ်တာတော်၎င်းကျန်တာကမကြီးတို့နတ်တော်၎င်းဖြစ်ပြီးတော့ဒီနားလေးမှာရှိနေခဲ့တော့နားလဲလားမသိဘူးအဲ့ဒီကမှအဲ့ဒီဘဝမှာလဲငါတို့ရဲ့အမျိုးတွေဟာတဲ့ငါတို့ကိုတောင်းတပြီးတော့တရဏဂုံတွေပါတင်မေးနေတယ်ဗောလေးဆိုပြီးတော့သူ့အပေါ်မေတ္တာထားရရောက်တယ်တဲ့ဘာထားရရောက်လဲအဲ့ဒါကြောင့်တရဏဂုံပေးတာအဲ့ဒါလဲကြံလို့ရတာနော်ဒါလဲဖယားဟောမရှိဘူးဘာဟောမရှိဘူးဒါလည်းဘုရားဟောမဟုတ်ဘူးဒါဦးဇင်းတို့ရိုးရတလေးပဲစစ်တပ်ပြီးတည်ရဘုဒ္ဓနာကုံတင်ပေးတယ်ဘယ်သူမှမတင်ဘူးဟုတ်လားမလားဥပမာပြောပြတာနော်ဦးဇင်းပြောချင်တာတဏ္ဍနာကုံတင်တဲ့အကျိုးကဘာရလဲဆိုတော့မတာဖို့တဲ့လူတွေကဘုရားတရားတန်ခါပုံမှာပူပြီးတော့နောက်တစ်ခေါက်တဏ္ဍနာကုံတင်ခွင့်ရတယ်တီလာတွေငါးပါးတီလာမပေးဘူးလားမတာဖို့တဲ့လူတွေအတွက်ကုသိုလ်ရပါတယ်မတာကြီးတို့ကတော့ဘာမှမထူပါဘူးထူလားမထူဘူးလေနော်ဒါကြောင့်တဏ္ဍနာကုံတင်တာလဲရတယ်မတင်လဲကိစ္စမရှိပါဘူးနားလည်လားဦးဇင်းပြောတာတရဏဂုံယူတာတင်ကြံကိုရောက်မှယူစင်အောင်မလို့လားကိုအိမ်မှာကိုဖျားမှာယူလဲမရဘူးလားတီလာဆောင်ဖျားမှာတရဏဂုံ3ပါးနဲ့5ပါးတီလာယူလို့မရဘူးလားရတာပါပဲဒါကြောင့်မို့အစွဲတစ်ခုအနေနဲ့မထားပါဘူးเนาะဒါပေမဲ့လူတွေကတော့စွဲနေပါတယ်တရဏဂုံမတင်ရရင်ပဲခိုးလို့ခုလူဖြစ်နေတယ်ဟုတ်တယ်မလားဟုတ်လားတက္ကမကြီးတို့ဒါကြောင့်တရဏဂုံကတော့ဘယ်လိုပြောတင်ပေးလိုက်တာကတော့ရိုးရဒလိလို့မှတ်လိုက်ပေါ့ဗာလဲနောက်တစ်ခုကတော့သူ့ပုံမှာငါတို့နောက်ဆုံးချိန်ဒီတိုင်အောင်ပုံမှန်လေးရိုးရဒလိတိုင်းမေတ္တာမပြတ်လုပ်ပေးတယ်လို့ဒီလိုလေးနှလုံးသွင်းလိုက်ရင်လည်းအပြစ်မရှိပါဘူးတက္ကကြီးတို့ရှင်းလားဦးဇင်းပြောတာဒါကြောင့်မိမိတို့ရွာမှာတင်တယ်ဆိုလည်းတင်လိုက်ပေါ့ဗျာအပြစ်မရှိပါဘူးเนาะဘာဖြစ်လို့လဲအကုသို့မဖြစ်တဲ့အရာတွေကိုတခါတလေကြာရင်ဦးဇင်းတို့မဆန့်ကျင်တာကောင်းပါတယ်နားလေလားဦးဇင်းပြောတာဘာမှမဖြစ်ပါဘူးเนาะတက္ကကြီးဒီကိစ္စမထိခိုက်ဘူးဟိုနတ်ကိုဝယ်တာတော့ထိခိုက်တယ်ဒါအယူအဆကိုမှားယွင်းနိုင်လို့ဦးဇင်းကကန့်ကွက်ထားတာမေတ္တာတော့ပို့ရမယ်နတ်တွေကိုအမျှတော့ကိုရမယ်ကျင်တယ်နော်တဏ္ဍာကုံတင်တဲ့ကိစ္စကတော့ဘုန်းကြီးတွေရှိရင်တင်လိုက်မရှိရင်မတင်နဲ့ပေါ့ကျင်တယ်ပြီနော်